ကဲကိုရောင်တစ်ခုမှချာလီဟာမွေးနေ့လက်ဆောင်ပေးထားတဲ့ပြည်နေသူမဲ့ဆာရာရောက်လာပါတယ်သူကလန်ဒန်မှာလုပ်ငန်းကိစ္စညီလာခံတစ်ခုတက်ဖို့တွားတော့မယ်လို့အသိပေးပါတယ်ချာလီကိုအရင်လျှို့ဝှက်ဆဝတ်ဖော်ခြင်းနဲ့ခွဲချမ်းစိတ်ဖြာရေးဌာနကိုတွားရလမ်းတစ်ချောင်းသူကိုယ်တိုင်တီထွင်ခဲ့တဲ့လုံခြုံရေးစကန်ဒါတွေအားလုံးကိုဖျက်ကျော်ပြီးမှအလုစားတာပေါ့ယုတ်တရက်ဆိုသလိုနှစ်ထုံးမြန်းစွာအဆက်အသွယ်ရှိခဲ့တဲ့လျှို့ဝှက်စမ်းကြဲသူအင်ကွီလိုက်စီက message တစ်စောင်လက်ချမ်းရရှိပါတယ်ပုံမှန်အတိုင်းပဲ CIA ရဲ့အဖို့တန်လျှို့ဝှက်အဲ့ဒီနောက်သူဟာအချက်အလက်တွေကိုစတင်ခွဲခြမ်းစိတ်ဖြာဖို့ကြိုးစားခဲ့ပေမဲ့သူ့လိုထူးချွန်တဲ့ပါရမီရှင်တောင်မှစာဝတ်ကိုမဖော်နိုင်ဖြစ်ခဲ့ရတာကအံ့ဩစရာပါနေ့လယ်စာစားပြီးလို့ရုံးခန်းကိုပြန်ရောက်တော့လန်ဒန်ကိုရောက်ပြီးဖြစ်ကြောင်းအကြောင်းကြားရဲ့ဆာရာစီကဖုန်းဝင်လာပါတယ်ဒါပေမဲ့ချာလီကသူမကိုခြေရခံထားပြီးသားဖြစ်လို့အရင်ကတည်းကသိနေပါတယ်သူဟာလူ့ဝှက်စာရွက်စာတမ်းတို့စီအသေးအတန်းပြန်သွားကြည့်နေတာကြောင့်စကားသိပ်မပြောလိုက်ရပါဘူးအဲ့ဒီညမှာပဲအိမ်ပြန်ရောက်တဲ့ချာလီဟာဆာရာကိုဖုန်းခေါ်ပြီးမဲ့မကိုင်တဲ့အတွက်အထမ်းမေးချန်ထားခဲ့ပါတယ်နောက်တစ်နေ့ရုံရောက်တော့မိုးခသူ့ကိုစောင့်နေတာတွေ့ရလို့ချာလီအံ့အားသင့်သွားတယ်မိုးခချာလီကိုဒရိုက်တာအဖြစ်မကြခင်မှပဲယာရူတက်လာသူအိုဘရာယန်ရဲ့ရုံခန်းကိုခေါ်သွားပါတယ်လန်ဒန်မှာဟိုတယ်တစ်ခုမှာအကျန်းဖာတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးဆာရာဟာတေဆုံးသူတွေကတယောက်ထစ်ကြောင်းသူမကရှင်းပြခဲ့တယ်။ဟောသတင်းထောက်တစင်ပေါင်းများစွာကအင်တာဗျူးဖို့စောင့်နေတာကိုတွေ့ရပြီးရဲတွေကသူတို့ကိုဝေးဝေးနေဖို့တားဆီးနေရပါတယ်။တငယ်ချင်းတယောက်ရဲ့အကူအညီနဲ့အနောက်ရှစ်မရှိဘဲအိမ်ထဲကိုဝင်နိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာချာလီဟာဖြစ်ပျက်ခဲ့တဲ့အခြေအနေကိုအကြီးကျယ်တန်တရားဝင်နေတာကြောင့်မိုးနဲ့စူပါဗိုင်ဇာခဲလက်ကိုရင်ဆိုင်နောက်တစ်နေ့မှာချာလီဟာဆာရာရဲ့ရုပ်အလောင်းနဲ့ပစ္စည်းတွေကိုလေးစိတ်မှာတွားယူခဲ့ပါတယ်။အိမ်ရောက်တော့ခရီးဆောင်အိတ်ထဲမှာဆာရာသူ့အခရက်ဝယ်ပြီးခဲ့တဲ့လက်ဆောင်တစ်ခုကိုတွဲလိုက်ရလို့စိတ်ထိခိုက်ပြီးငိုယိုခဲ့ရပါတယ်။ Okay အိမ်မှာနေရတာပင်ပန်းလာတဲ့ချာလီဟာအလုပ်ကိုပြန်သွားပြီးကန်ဆက်ထားတဲ့ကွန်ပျူတာကိုအသုံးပြုပြီးဟိုတယ်နဲ့အနီးနားမှာလမ်းတွေပေါ်ကလုံခြုံရေးကင်မရာတွေကို hack လုပ်ခဲ့ပါတယ်။အဲ့ဒီနောက်ထိစင်တွေရဲ့အချင်းစရာကိုစုစည်းပြီးအကြီးကဲတွေကိုပြသခဲ့ပါတယ်။အကျန်းဖက်သမိုင်း၄ယောက်ကအရှိဘက်ဆွမ်းကရာဇစ်တစီကိုခိုးယူပြီးဝင်ဆောင်မှုဝင်ပေါက်ကနေဟိုတယ်ရဲ့ဝင်ရောက်ကလက်ဖွေရတွေနဲ့ DNA အားလုံးကိုကျွမ်းကျင်စွာဖျက်ဆီးခဲ့ကြပါတယ်။ထင်ရတာကတော့အင်ဒိုနီးရှားက Impact Invest ချာလီဟာအတန်နဲ့မျက်နှာခွဲချမ်းစီဖျာမှုကိုအသုံးပြုပြီးအကျန်းဖက်သမား၄ယောက်ရဲ့အထောက်အထားကိုရရှိခဲ့ပါတယ်။သူတို့ကတော့မော်စကိုကမစ်ကာတောင်အာဖရိကအထူးတပ်ဖွဲ့ဝင်ဟောင်းလော်ရန့်စ်စစ်သားငှားဟော့စ်နဲ့ထောက်လှမ်းရေးအရာရှိဟောင်းဂရေးချန်တို့ဖြစ်ပါတယ်။ကဲခဲလက်နဲ့မိုးလို့ရဲ့တုံ့ပြန်မှုမရှိတာကိုသတိထားမိတဲ့အခါချာလီဟာဖွင့်အိုင်အားလုံးကိုပရင်တာနဲ့ထုတ်ပြီးပရင်တာပေါ်မှာစကင်မာကိုအသုံးပြုက digital မိတူဖွာယူခဲ့ပါတယ်။အဲ့ဒီညမှာချာလီကဘားတစ်ခုကိုတွားပြီး jukebox ကိုစိုက်ကြည့်နေခဲ့တယ်။နောက်တစ်နေ့မနက်မှာချာလီဟာပုံနှိပ်ထားတဲ့ဖိုင်တွေကိုအသုံးပြုပြီးသူ့အထက်အရာရှိတွေကိုထပ်မံရင်ဆိုင်ခဲ့ပါတယ်။စီးရီးယားဆေးရုံကိုဖုံးခဲ့တာနဲ့ယီမင်မှာရှိတဲ့မဟာမိတ်စကန်ကိုတိုက်ခိုက်ခဲ့ကြောင်းအရက်သားထောင်ပေါင်းများစွာတေဆုံးခဲ့ရတဲ့မိုးရဲ့လျှို့ဖက်မရှင်အားလုံးကိုသူစရင်ပြုလို့ပြောဆိုခဲ့ပါတယ်။သူဟာဒီတက်သေးကိုဒိုင်တာစီယူသွားမယ်လို့ချင်းချောက်ပြီးသူဟာတေသူအချက်လက်ခလုတ်ကိုဖွင့်ထားကြောင်းထုတ်ခေါ်ခဲ့ပါတယ်။9နာရီတိုင်ကုတ်မရိုက်ထည့်ရင်တက်သေးခံတွေကအရေးကြီးဆုံးသတင်းဌာနတွေကိုအလိုလျောက်ပြီးပို့သွားမှာဖြစ်ပါတယ်။သူတိတ်ဆိတ်နေဖို့အတွက် CIA အပြည့်စုံအစည်းအဝေးအပြီးချာလီဟာကားစီပြန်လာပြီးစိတ်ဖီစီမှုကြောင့်အန်ခဲ့ပါတယ်။ရုံးခမ်းမှလော်မိုးကအဲ့ဒီတေသူအချက်ပေးခလုတ်ဟာဟန်ဆောင်မှုတက်တက်ဖြစ်တယ်လို့ပြောပေမဲ့ကယ်လက်ကတော့အန်ဒီရဲ့မခံနိုင်ဘူးလို့ထောက်ပြပါတယ်။အကယ်၍ဟန်ဆောင်မှုဆိုရင်အစပြုတဲ့အရာကိုရှာဖွေမှဖြစ်ပြီးရင်လေ့ကျင့်ဤကာလအတွင်းတေးစေလောက်တဲ့မတော်တဆမှုကိုစီစဉ်နိုင်တယ်လို့ဆိုပါတယ်ခဏအကြာမှာကယ်လက်နဲ့သူ့အဖွဲ့ဟာချာလီဘလိုလွှဲဝက်ဖိုင်တွေကိုကူးယူထွားလဲဆိုတာနားလည်အောင်စူးစမ်းခဲ့ကြပါတယ်သူတို့ဟာပရင်တာပေါ်မှာအသုံးပြုနိုင်တဲ့စကင်မာရဲ့ဖြစ်နိုင်ခြေကိုဆွေးနွေးခဲ့ပါတယ်လုံခြုံရေးဗီဒီယိုဖိုင်တွေကိုရှာဖွေရမှာချာလီဟာဆိုင်တစ်ခုမှာတမ်းမိုက်တိပြဝဲခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပေမဲ့အစာဦးထဲဘလို့တဲသွားပြီးပြန်ယူလာလဲဆိုတာကိုတော့မသိနိုင်သေးပါဘူး။သူတို့ဟာ jukebox အောင်မှာအာဘာ CD တစ်ချက်ကိုတွေးရှိခဲ့ကြပြီးစစ်ဆေးကြည့်တော့စူးညံတန်တာထွက်လာတာကြောင့်ချာလီချန်ထားခဲ့တဲ့ CD ကိုထုတ်ယူခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲ
အဲ့ဒီညမှာဟန်ဒါဆန်ဟာချာလီရဲ့အခန်းကိုလာပြီးမင်းဟာလူသက်သမားမဟုတ်ဘူးလို့ပြောခဲ့ပြီးမြဲချာလီကတရားမျှတမှုကိုလူချင်းချောင်းအတရားစာပြောပါတယ်အဲ့ဒီနောက်ဟန်ဒါဆန်ကတနက်ကလက်ထုတ်ပြီးသူ့ရင်ဘတ်ကိုချိန်ခွိုင်းပါတယ်ချာလီရဲ့လက်တွေဟာတုံနေပြီးနောက်ဆုံးမှာတနက်ကိုအောက်ချလိုက်ပါတယ်ယုံကန်မှာတော့အေဂျင့်တွေဟာ CD ထဲကအချက်အလက်တွေကိုနိုင်ပေါင်းများစွာဖော်ထုတ်ခဲ့ပြီးချာလီဟာတေသူအပြေးချောင်းကိုလည်းပတ်သက်ပြီးဟန်ဆောင်နေတာကိုတွေ့ရှိခဲ့ပါတယ်သူတို့ဟာချက်ချင်းပဲအချက်အရာရှိတွေကိုအကြောင်းကြားခဲ့ပေမဲ့ချာလီကသူတို့ကိုထောင်လန့်နေတာကိုတော့တတိမထမိခဲ့ပါဘူးသူ့ရဲ့ ID ကပ်ပြားထဲမှာဝှေ့ထားတဲ့ချစ်ပြားဟာသူအကြီးဆဲတွေကိုပေးခဲ့တဲ့ fine တွေပေါ်မှာထောင်ထားတဲ့အင်းစပိုစခင်တာပတ်တစ်ခုဖြစ်နေပါတယ်မိုးကချက်ချင်းပဲဟန်ဒါဆန်ကိုခေါ်ပြီးချာလီကိုဖမ်းဆီးဖို့ပြောခဲ့ပေမဲ့သူကတော့ထွက်ပြေးလွတ်မြောက်သွားပါပြီဖုံးချပြီးနောက်မိုးက fine တွေပေါ်ကပိုစခင်တာကိုနောက်ဆုံးမှတွေ့ရှိခဲ့ပြီးဒါဟာသစ္စာဖောက်မှုဖြစ်ကြောင်းချာလီကိုတိုက်ရိုက်ပြောခဲ့ပါတယ်ချာလီကလေအေမစီးခင်နားထက်ကိုဖြုတ်ခဲ့လိုက်ပါတယ်ချာလီလန်ဒန်ကိုရောက်တာနဲ့အကောက်ခွန်ကိုဖျက်ပြီးပါရီကိုသွားဖို့အစီအစဉ်ပါတယ်သူရဲ့ passport အတူဟာ CIA ရဲ့ကွန်ပျူတာတွေထဲပေါ်လာတာကြောင့်မိုးကဟန်ဒါဆန်ကိုသူ့နောက်လိုက်ခိုင်းပါတယ်ပါရီမှာတော့ချာလီဟာဂရက်ချန်မကြာခဏလာတတ်တဲ့စားသောက်ဆိုင်နားမှာဟိုတယ်အခန်းတစ်ခုငှားခဲ့ပါတယ်နောက်ဆုံးမှာသူမပေါ်လာပြီးသူဖုန်းကိုချီရခန်းနိုင်လောက်တဲ့အနေအထားမှာရှိနေခဲ့ပါတယ်အဲ့ဒီနောက်ချာလီဟာဂရက်ချန်ရဲ့အဆောက်အဦအပြင်မှာတဏီကုံနေပြီးသူမထွက်သွားတဲ့အထိစောင့်နေခဲ့ပါတယ်တိုက်ခိုင်နေသူတူထွက်လာတဲ့အထာအတိအခွင့်အရေးကိုအသုံးပြုပြီးအတွင်းဝင်သွားပါတယ်ပြီးရင် online video တစ်ခုအတိုင်းလိုက်လုပ်ပြီးဂရက်ချန်ရဲ့တကားတော်ကိုဖြစ်စည်းဝင်အောက်ခဲ့ပါတယ်ချာလီဟာတိုက်ခိုင်ကိုစတင်ရှာဖွေပြီးဂရက်ချန်ရဲ့အချင်းစရာတပ်ပုံတွေကိုရိုက်ခဲ့ပါတယ်အန်ဇွေထဲမှာတနက်တလက်တွေ့တာကြောင့်သူသိမ်းထားဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ခြေရာကန်ကိယရီကဂရက်ချန်ပြန်လာတော့မယ်လို့သတိပေးခဲ့တာကြောင့်သူလေကားတွေစီအမြန်သွားတီးဆောင်နေခဲ့ပါတယ်ဒါပေမဲ့သူမအိမ်ပြန်ရောက်တဲ့အခါတနက်မဆွဲနိုင်ခဲ့ပါဘူးစိတ်ပြက်လက်ပြက်ဖြစ်ပြီးဟိုတယ်ကိုအမြန်ပြန်လာကဆာရာသူ့ကိုစောင့်နေတယ်လို့ဟန်ဆောင်ခဲ့ပါတယ်စိတ်တွေငြိမ်သွားတဲ့အခါဓာတ်ပုံတွေကိုတေချာကြည့်ရင်ဂရက်ချန်ဟာစီးရုံကိုမကြာခဏသွားနေရတာကိုသိခဲ့ရပါတယ်သူမရဲ့ကြားမကြီးမှတ်တမ်းကို hack လုပ်လိုက်တော့ဓာတ်မှတ်တင်မှုချီနေကြောင်းတွေ့ရပါတယ်နောက်တနေ့မနက်မှာချာလီဟာတန်ပွင့်တွေအများကြီးဝယ်ခဲ့ပါတယ်ပြီးရင် coffee ဆိုင်မှာ Greg Chan ကိုတွေ့တဲ့အထိစောင့်ပြီးသူမနောက်ကိုလိုက်ကဆေးရုံကိုရောက်ခဲ့ပါတယ် Greg Chan ဟာဆက်ဆေးမှုအချို့ပြုလုပ်နေတော့ဆရာဝန်ကကွန်ပျူတာမျက်နှာပြင်အလုံးမလုံးတာကိုတတိထားမိလို့အကူအညီတောင်းဖို့အခန်းထဲကထွက်သွားခဲ့ပါတယ်ချာလီကဆရာဝန်ဝတ်ထုံနဲ့ဝင်လာပြီး Greg Chan ကိုဆက်ထဲမှာပိတ်လိုက်ပါတယ်သူမထိလန့်သွားပြီမဲ့ချာလီကအခန်းထဲကိုဝင်းမုံလေးထိရင်သူမကိုလစ်လျူရှုထားခဲ့ပါတယ်အမန်ပုံနဲ့ပြစ်လိုက်ပါတယ်အဲ့ဒီညမှာပတ်စကာဂိတ်ကိုတွားပြီးမာဆေးကိုလက်မှတ်ဝယ်ခဲ့ပါတယ်မကြခင်မှာဂရက်ချန်တေဆုံးမှုတရင်ဟာ CIA ကိုရောက်ရှိလာပါတယ်အိုဘရိုင်ယန်ကမိုးကိုမီတော့ဂရက်ချန်ဟာသူတို့လူတွေကတယောက်ယောက်ကတက်လိုက်ပုံရတယ်လို့ပဲသူပြောခဲ့ပါတယ်အဲ့ဒီညမှာချာလီကဘာတစ်ခုကိုတွားပြီးဂရက်ချန်တေဆုံးမှုအထက်ခံစားရတဲ့အဖြစ်ကိုမေ့ပြဖို့အရက်အများကြီးတောက်ခဲ့ပါတယ်ဆာရာကာနီရာကိုမြင်ရတယ်လို့ထင်ခဲ့ပေမဲ့တေချာကြည့်တော့သူ့မနဲ့သူရဲ့အမျိုးသမီးတအူဖြစ်နေတာကိုတွေ့ရပါတယ်အဲ့ဒီနောက်ချာလီဟာဟန်ဒါဆန်သူစီလာနေတာကိုသတိထားမိလို့ထိတ်လန့်သွားခဲ့ပြီးဘားကနေထွက်ခွာနိုင်တဲ့အထိလူတွေကိုတိုးဝေပြီးပြေးခဲ့ရာအခြားဘားတစ်ခုကိုတွေ့လို့ဝင်ပုန်းခဲ့ပါတယ်ဟန်ဒါဆန်ကသူ့နောက်ကိုလိုက်လာပြန်အကြောင်းချာလီဟာရေချိုးခန်းတွေဘူးအမြန်ပြေးဝင်ပြီးတကားပစ်ခဲ့ပါတယ်ကန်ကောင်းစွာနဲ့ဒီနေရာမှာပဒေးပေါက်မရှိတာကြောင့်ချာလီဟာပြန်ထွက်လာရမယ့်အခြေအနေဖြစ်ခဲ့ပါတယ်သူဟန်ဒါဆန်နဲ့အတူဘာမှထောင်ပြီးဂရက်ချန်ရဲ့ဖုန်းကိုချီယာကလို့တူကိုရှာတွေ့ခဲ့ကြောင်းသိခဲ့ပါတယ်ခဏတာစကားပြောပြီးနောက်ချာလီဟာသူ့ဖုန်းပေါ်ကအချိန်နဲ့ကေရီယာကိုထုတ်ပြပြီးဘုံမကဲဖို့ခင်အပြင်ကိုပြီးထွက်သွားခဲ့ပါတယ်ရေချိုးခန်းထဲမှာဘုံကွဲပြီးဘားတစ်ခုလုံးရှုပ်ထွေးသွားတာဟန်ဒါဆန်ဟာချာလီကိုမြစ်ချီပြတ်သွားခဲ့ပါတယ်သူ့ဖုန်းပေါ်ကချီယာကန်ကေရီယာလည်းအလုံးမလို့တော့ပါဘူးနောက်တနေ့မနက်မှာချာလီဟာအကူအညီရဖို့အင်ကွန်လိုင်းကိုဆက်သွယ်ပြီးကုန်တင်လင်းနဲ့တူရခဲ့ပါတယ်အမျိုးသားတဦးရဲ့ဖုံးမိနေတာကိုတတိထားမိပြီးသူ့ကိုချင်းကပ်ဖို့စူးစမ်းခဲ့ပေမဲ့အမျိုးသမီးတဦးကတားဆီးကသူ့ဖုံးကိုစစ်ဆေးဖို့ပြောခဲ့ပါတယ်
အဲ့ဒီနောက်ချာလီဟာစားတော့ဆိုင်ကနေထွက်လာခဲ့ရအဲ့ဒီအမျိုးသမီးကသူ့ကိုချင်းကပ်လာပြီးသူမဟာအင်္ဂလန်ဖစ်ကြောင့်အတီးပြုတ်ခဲ့ပါတယ်သူမဟာချာလီရဲ့ဇနီးအကြောင်းကိုဒီးပြီးသားထစ်တာကြောင့်သူ့ဦးကျုံညကြောဖို့အိတ်ကိုဈေးဝယ်အိတ်ထဲချက်ခိုင်ခဲ့ပါတယ်အင်္ဂလန်ကဈေးဝယ်တယ်လို့ဟန်ဆောင်နေထို့ခဏတာပြောပြီးဂိုးတောင်တစ်ခုမှတွေးထို့ချင်းဆိုခဲ့ပါတယ်ခရီးစဉ်အတွင်မှာအင်္ဂလန်ကလွန်ခဲ့တဲ့6နှစ်ကသူခင်မွန်တည်ဆုံပြီးနောက်ဟက်ကာတိုးဖလာကြောင့်ပြောပြခဲ့ပါတယ်သူခင်မွန်ဟာ CIA ရဲ့ပိုင်ဆိုင်မှုဖြစ်ပြီးရုရှားထောက်လှမ်းရေးအတွက်အလုံးလုပ်ခဲ့သူဖြစ်ပါတယ်တကယ်တော့သူဟာမူလအင်္ဂလန်ဖြစ်ပြီးသူမကိုအားလုံးတင်ကြားခဲ့တာပါတရားဝင်သတင်းကတော့သူမတော်မတာပဒင်းပေါက်ကပြုတ်ကျခဲ့တယ်လို့ဆိုပါတယ်သူတို့အိမ်ရောက်တော့ထွက်ပြေးနေရတာပင်မနေတယ်လို့ဝန်ခံခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဟာအမှုကိစ္စနဲ့ပတ်သက်ပြီးဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်Hoss ဟာမိုးအတွက်စစ်သားငါးတွေကိုငှားရမ်းတဲ့ခေါင်းဆောင်ပါ Lawrence ကလက်နဲ့ရောင်းချသူဖြစ်လို့အင်ကွန်လိုင်းကလက်နဲ့ရောင်းချသူအဖြစ်ဟန်ဆောင်ပြီးသူ့ကိုဆက်သွယ်ဖို့လိုအားဖန်ခဲ့ပါတယ်နောက်ဆုံးတစ်ယောက်က Mishka ဖြစ်ပြီးမကြာခဏခရီးသွားလာပြီးအရာအားလုံးကို online မှာတင်လေးရှိသူပါမျက်နှာမှတ်မိစနေ facial recognition ကသူမ Instagram account ကိုရောက်တော့ပြီးသူမစပိန်မှာရှိနေကြောင်းအတည်ပြုခဲ့ကြပါတယ်နောက်တစ်နေ့မှာ Caleb ကသူ့အဖွေကိုအချမ်းဘက်သမားတွေကိုမျက်ခြေမပြတ်ဆွမ်းကြည့်သည်ချာလီကိုရှာဖို့ပြောခဲ့ပါတယ်။ O'Brien ဟာမိုးနဲ့တွေ့ပြီးလှုပ်ဝက်စစ်စင်ရဲတွေ Black Ops ဆက်မလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။မိုးကသူမရဲ့အရင်လူလဲဒီလိုပဲပြောခဲ့ဘူးတဲ့ကြောင်းနဲ့သူမရဲ့အပြည့်အဝထောက်ခံမှုရရှိထားပါတယ်လို့ပြောခဲ့ပါတယ်။အစည်းအဝေးအပြီး O'Brien ကားလေးရောက်တော့သူမရဲ့လက်ထောက်ကစပိန်မှာရှိတဲ့ Henderson ရဲ့ထပ်ပုံကိုပြသခဲ့ပါတယ်။မိုးကသူ့ကိုဆေလွတ်ခဲ့ကြောင်းအတိပြုခဲ့တဲ့အကြောင်း O'Brien ကသူမရဲ့ agent တူကိုသူနောက်လိုက်ခိုင်းခဲ့ပါတယ်။တချိန်တည်းမှာပဲ Charlie ရဲ့ Inquiline က hotel ရဲ့လုံခြုံရေးကင်မရာတွေကို hack လုပ်ပြီး Mishka ကိုရှာဖွေနိုင်ခဲ့ပါတယ်။ Mishka ရေကူးခန်းကိုတွားတဲ့အခါ Charlie ကသူ့ကိုရင်ဆိုင်ပြီး Hoss ကိုဘယ်မှာရှာရမလဲမေးပါတယ်။သူမပြောရင်ရေကူးခန်းကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ Mishka ကသူ့ကိုမယုံပဲရေကူးထွက်သွားတဲ့အတွက် Charlie ကခလုတ်တစ်ချက်နှိပ်လိုက်အဲ့ဒီနောက် Inquiline က Henderson နဲ့တခြား agent တွေနီးလာပြီးထိကြောက် Charlie ကိုသတိပေးပြီးထပ်ပေးကိုလမ်းညွှန်ပေးခဲ့ပါတယ်။ agent တွေလိုက်ဖမ်းတဲ့ပွဲထက်ခဲ့ပြီး Henderson ကသူ့ကိုဖမ်းလို့နီးပြီးဖြစ်ခဲ့ပေမဲ့အဲ့ဒီချိန်မှာတခြား agent ကလည်းတိုက်ခိုက်လာပါတယ်။သူက Henderson ကိုဖျက်တိုက်လိုက်ပြီးအဝတ်လျှော်ခန်းထဲမှာစတင်ထိုးချခဲ့ကြပါတယ်။ Charlie ကသူတို့နှစ်ဦးရန်ဖြစ်နေတာကိုကြည့်နေခဲ့ပြီး Henderson ကအဲ့ဒီ agent ရဲ့ခေါင်းကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်ကကိုမြင်ခဲ့ရပါတယ်။ agent ကတနတ်ထုတ်ပြီး Henderson ကိုပြစ်လိုက်ပေမဲ့ Henderson ကတနတ်ကိုခိုးယူပြီးသူ့ကိုပြန်ပြစ်လိုက်ပါတယ်။အဲ့ဒီနောက် Charlie ကအထဲဝင်လာပြီးသူတို့ကိုကူညီတင်တလားလို့တွေးနေတော့ Inquiline ကပြေးဖို့သတိပေးခဲ့ပါတယ်။ နောက်တစ်နေ့မှာ Charlie ဟာ Lawrence ကိုလက်နက်ရောင်းဝယ်သူအဖြစ်ဟန်ဆောင်ပြီးဆက်သွယ်ကတွေ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။အဲ့ဒီနောက် Charlie က electronic PC ရဲ့အသစ်ဝယ်ပြီး Romania ကိုခရီးထွက်ခဲ့ပါတယ်။စွန့်ပစ်ထားတဲ့အဆောက်အဦတစ်ခုမှာသူဟာသူ့ရဲ့မျက်နှာကိုမှတ်တမ်းပြီးဘာလင်ကလုံခြုံရေးဗီဒီယိုဖိုင်ကို hack လုပ်ခဲ့ပါတယ်။အခုတော့ CIA ကသူ့ဘာလင်မှာရှိတယ်လို့ထင်ပြီးလူတွေကိုအဲ့ဒီသို့ဆေ့လွတ်လိုက်ပါတယ်။ ကဲ Lawrence ရောက်လာတဲ့အခါကလတ်ထိုင်ပေါ်မှာဖုန်းနီးနေတာကိုတွေ့ရပါတယ်။ Charlie ကသူ့ကိုတက်တာတစ်ခုတည်းကြည့်ခိုင်းပြီး OK Lawrence ကဘုံအသားကြီးကိုတွေးခဲ့ပါတယ်။သူလူချရင်ဘုံလေးပေါက်ကွဲလိမ့်မယ်လို့ဆိုပါတယ်။ Lawrence ကတက်တာထဲမှာ Sarah ရဲ့ဓာတ်ပုံကိုသတိထားမိတဲ့အခါ Hoss ရဲ့တီနေရာကိုမင်းရင် Charlie ကသူ့နောက်ွယ်ကမှပေါ်လာခဲ့ပြီးပူဖောင်းဆောင်ရွက်ရင်ဘုံလီကိုဖျက်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ Hoss ကရစ်ရှာရေးပိုင်နဲ့မှာလက်ပတ်နေပြီးညာတော့အန်တီဘော့တစ်ပင်လေစိတ်ကမှာပစ္စည်းတွေလက်ခံရရှိကြောင်း Lawrence ကရှင်းပြခဲ့ပါတယ်
အဲ့နောက်ချာလီက host ကိုဘယ်လိုဆက်သွယ်ရမလဲမေးတော့ Lawrence ကသူ့လူတွေစီကလွတ်ကွတ်တင်မှတဲ့စဉ် message တွေဒါရတယ်လို့ပြောခဲ့ပါတယ်နံပါတ်တွေနဲ့နာမည်တွေအားလုံးသူ့ဖုန်းထဲမှာရှိကြောင်းပြောပြီးမြေပေါ်ကိုပစ်ချလိုက်ပါတယ်ဖုန်းကိုယူပြီးနောက်ချာလီထွက်သွားခဲ့ပြီးနောက်ခန်းမှာ Lawrence ကိုဘုံဒီကတက်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်မကြခင်မှာ CIA ကရိုမေးနီးယားမှာ Lawrence တေဆောင်မှုသတင်းကိုရရှိပြီးသူတို့ကြည့်နေတဲ့ဗီဒီယိုဟာအတူရောင်ထက်နေတာကိုသဘောပေါက်သွားခဲ့ပါတယ်နောက်ပိုင်းရုရှားဟိုတယ်တစ်ခုမှာချာလီဟာဆာရာသူ့နဲ့အတူရှိနေတာကိုမြင်အောင်ပြီးလက်ဆောင်ကိုဖွင့်လိုက်ပါတယ်အဲ့ဒါကပဟဲလီတစ်ခုဖြစ်ပြီးသူ့အမြန်ဖြည့်ရှင်းလိုက်တဲ့အခါသူ့ဇနီးစီကချိုမြင်တဲ့ message တစ်ခုပါနေတာကိုတွေ့ရပါတယ်မနေ့ရောက်တော့စိတ်ကန်းကိုသွားပြီးတန်တရားဖြီဖွယ်ရန်တစည်းကိုမြင်ခဲ့ရပါတယ်သူ Hobbs ရဲ့လူတွေကိုကုတ်ပို့လိုက်တော့အဲ့ဒီရန်နာကလူတွေရောက်ဖုံးစစ်တာကိုတွေ့ခဲ့ရပါတယ်သူအဲ့ဒီလူနောက်ကိုလိုက်သွားပြီးသူထွက်ခွာမသွားခင်သူ့လက်ရဲ့ဓာတ်ပုံတွေကိုရိုက်ခဲ့ပါတယ်မကြာခင်မှာ CIA ကရိုမေးနီးယားမှာ Lawrence တေဆုံးမှုသတင်းကိုရရှိပြီးသူတို့ကြည့်နေတဲ့ဗီဒီယိုဟာအတူရောင်ဖြစ်နေတာကိုသဘောပေါက်သွားခဲ့ပါတယ်နောက်ပိုင်းရုရှားဟိုတယ်တစ်ခုမှာချာလီဟာဆာရာသူ့နဲ့အတူရှိနေတာကိုမြင်အောင်ပြီးလက်ဆောင်ကိုဖွင့်လိုက်ပါတယ်အဲ့ဒါကပဟီလီတစ်ခုဖြစ်ပြီးသူ့အမြန်ဖြည့်ရှင်းလိုက်တဲ့အခါသူ့ဇနီးစီကချိုမီနဲ့ message တစ်ခုပါနေတာကိုတွေ့ရပါတယ်မနေ့ရောက်တော့စိတ်ကန်းကိုသွားပြီးတန်တရားဖြစ်ဖွယ်ရန်တစည်းကိုမြင်ခဲ့ရပါတယ်သူဟော့ဆဲလူတွေကိုကုတ်ပို့လိုက်တော့အဲ့ဒီရန်နာကလူတယောက်ဖုံးစစ်တာကိုတွေ့ခဲ့ပါတယ်သူအဲ့ဒီလူနောက်ကိုလိုက်သွားပြီးသူထွက်ခွာမသွားခင်သူလေးရဲ့ဓာတ်ပုံတွေကိုရိုက်ခဲ့ပါတယ်ရုတ်တရက်ဇင်ကန်လဲဟာစန့်ကျင်ဘက်ဥဒိယာကိုလှည့်သွားပြီးအမှုထမ်းတွေထိတ်လန့်သွားပါတယ်ချာလီကသူဟာ CIA မစီမံခန့်ခွဲတွေဒီဇင်ကန်လဲကိုထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်းထုတ်ဖော်ပြောခဲ့ပါတယ်ဒီဇင်ကန်လဲကိုကာကွယ်ပေးတဲ့လုံထုံလုံနည်းတွေကိုသူအလုပ်လုပ်ခဲ့ရကြောင်းဒါကိုဟက်လုပ်ပြီးဖင်လန်ကိုပို့ဖို့လွယ်ကူခဲ့ပါတယ်လို့ပြောခဲ့ပါတယ်မကြာခင်မှာဇင်ကန်လဲကိုဖင်လန်ရေတဲနဲ့အင်တာပိုးတွေဝိုင်းရလိုက်ပြီး host နဲ့သူ့လူတွေကိုချက်ချင်းဖမ်းဆီးခဲ့ပါတယ်အချိန်အနည်းငယ်ကြာတဲ့နောက် O'Brien က CIA ရဲ့ရန်မီတွေကိုတရားမဝင်လှုပ်ဆောင်မှုတွေအတွက်အသုံးပြုနေတဲ့ညစ်ပက်ကအေဂျင့်တွေအားလုံးကိုဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းသတင်းရှင်းလင်းပွဲမှာကြေညာခဲ့ပါတယ်။ချာလီကိုဟန်ဒါဆန်ကချင်းကပ်လာပြီးသူလုပ်ခဲ့တာတွေကြောင့်ဂုဏ်ယူပြီးပြောခဲ့ပါတယ်။ဆာရာရဲ့တင်ချိုင်းကိုတွားရောက်လိုက်တဲ့နောက်ချာလီအင်ပြန်ပြီးနောက်ဆုံးမှာလေအင်ကိုမောင်းနိုင်ခဲ့ပါတယ်။ကဲဒီတော့ဒီနေ့အတွက်ဇလန်အကြောင်းအရာအမိကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီဇလန်လေးကနေပြည်သက်တို့တစ်ခုခုကိုခန်းစားသိရှိဒါမှမဟုတ်သင်ခန်းစာရလိုက်မယ်လို့ပြောလိုက်ပါတယ်။ကျွန်တော်တို့ရဲ့ AI Cup Channel မှာဆိုရင်တော့ဒီလိုစိတ်ဝင်စားလာကောင်းပြီးစမ်းကြဲတဲ့သမိုင်းဇလန်တွေလူဝတ်စမ်းကြဲပြည့်ရမှန်တွေဒါမှမဟုတ်စိတ်လှုပ်ရှားစရာရတပုံမြင်တွေကိုပုံမှန်တင်ဆက်ပေးနေပါတယ်။ Okay ဒီလိုအကြောင်းအရာမျိုးတွေကိုထပ်ပြီးနားထောင်ကြည့်ကြတယ်ဆိုရင်တော့ subscribe လို့ကိုနှိပ်ပြီးခေါင်းလောင်းလေးကိုပါနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒါမှကျွန်တော်တို့ဗီဒီယိုအသစ်တွေတင်တိုင်းပြည်သက်တို့အရင်ဆုံးသိရှိရမှာပါ။ like ပေးဖို့တင်းရတင်ချက်ကို comment လိုက်ကြည့်ထားဖို့လည်းဒီဗီဒီယိုကိုတင်တငယ်ချင်းတွေစီ share လုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော်။အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်တစ်ခါမှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်။